ပီဇာဟမ်ဘာဂါနဲ့ခောက်ဆွဲပြုတ်တွေကိုပါဇက်ထဲအတွင်းထိုးထည့်ပြီးစားနေတယ်စားပြီးတော့ပေါင်ချိန်ကြည့်လိုက်တော့3ကီလိုတောင်ကျသွားတယ်အသားရည်ကလည်းပိုပြီးချောမိုးလာသလိုပဲအလှနှစ်ဖျားမှာကသူ့ကိုရွေးချယ်လိုက်တာများလားဒါပေမဲ့ तू လုံးဝမထင်မှတ်ထားတာတခုရှိတယ်သူ့အနောက်မှာအစီစုပ်ယူတဲ့ထက်တော်ဝါကြီးကတ်နေပြီးသူ့ခန္ဓာကိုယ်ထဲကအစီတွေကိုအငမ်းမရစုပ်ယူနေတာပါပဲဒုတိယနေ့မှာကောင်မလေးကဂျင်းကိုရောက်လာတယ်ကယ်လိုရီအများကြီးပါတဲ့နို့လက်ဖက်တွေကိုတောက်ရင်တခြားသူတွေကိုသူ့ရဲ့ဝိတ်ကျသွားတဲ့ရာလက်အကြောင်းကြွားလုံးထုတ်နေတယ်ဟိုအစီစုပ်တဲ့ထက်တော်ဝါကြီးကတော့သူ့ကြောကုန်းမှာကတ်ပြီးအစီတွေကိုဆက်တိုက်စုပ်နေတော့ပဲမင်းသမီးရှောင်းမေကဝင်းရင်မြင်နိုင်တဲ့မျက်လုံးပိုင်ရှင်မို့လို့ဒါကိုအတိအကျမြင်လိုက်ရတယ်ရှောင်းမေကဒီတက်တော်ဝါကြီးဟာအရန်ဆိုးရွားမှန်းထီလို့အသားလေးနောက်ယောင်ခံလိုက်ကြည့်တယ်တက်တော်ဝါကြီးကကောင်မလေးစီကနေတဖွားမှမခွာဘူးဒီကိုင်းတာဆိုကောင်မလေးအသက်အန္တရာယ်ထိခိုက်နိုင်တယ်ရှောင်းမေအချက်အလက်တွေကိုရှာဖွေကြည့်လိုက်တော့ဒီတက်တော်ဝါကလူတွေဖန်တီးထားတာဖြစ်နေတယ်ပြဿနာကအဲ့ဒီဂျင်းမှာရှိနေတာပါအဲ့ဒီဂျင်းကိုလာဘူးတဲ့လူ10ယောက်ကျော်လောက်ကအစာငတ်ခံလွန်ပြီးတေဆုံးခဲ့ဘူးကြတယ်ဒါပေမဲ့ဒီကောင်မလေးကအစာငတ်ခံတာမဟုတ်ပဲအစီစုပ်တက်တော်ဝါကြောင့်ထိရမယ်နောက်ထပ်တစ်ဖက်မှာတော့ကောင်မလေးရဲ့စားနိုင်စွမ်းကတနေ့ထက်တနေ့ပိုများလာတယ်ရေခဲမုံကြက်ကြောဟမ်ဘာဂါဆက်တဲ့ကယ်လိုရီများတာတွေကြီးဆွေးစားတယ်စားတဲ့လောက်လဲလူကပိန်ပိန်လာပြီးမျက်နာကလည်းကြည်ရဆိုးလာတယ်မိကနှင်းပိတ်တာလောက်လိမ့်ထားရင်တော့သူ့ရဲ့ပိန်ချုံတွေပုံကိုဖုံးမရတော့ဘူးရှောင်းမေစုံစမ်းကြည့်လိုက်တော့ဒီဂျင်မှာဝိတ်ကျသွားတဲ့သူတိုင်းတက်တူးတူထိုးထားကြတာတွေ့ရတယ်တက်တူးရှိတဲ့သူတွေကဘလောက်စားစားမဝကြတော့ဘူးဒီနေ့မှာဂျင်ကပါတီပွဲလုပ်တော့ရှောင်းမေအခွင့်ကောင်းယူပြီးစုံစမ်းဖို့သွားခဲ့တယ်တကယ်ပဲဒီကလူတွေအကုန်လုံးဝိတ်ကျစေတဲ့တက်တူးတွေထိုးထားကြတယ်ရှောင်းမေဟိုကောင်မလေးကိုတွေ့လိုက်တယ်မိကက်တွေလိမ့်ထားတာတောင်မျက်ကွင်းညိုကြီးတွေကိုဖုံးမထားနိုင်ဘူးရှောင်းမေကအစီစုပ်တတော်ဝါအကြောင်းစုံစမ်းခြင်းလူကောင်မလေးနဲ့တမီညင်းနေအောင်လုပ်လိုက်တယ်သူဝါလာလို့စင်းညစ်နေတဲ့အကြောင်းပြောပြပြီးကောင်မလေးရဲ့ body ကိုချီးကျူးလိုက်တယ်ကောင်မလေးကသဘောကျပြီးသူ့ရဲ့ဝိတ်ချာနေအကြောင်းကြွားပြတယ်ပြီးတော့သဘောကောင်းချင်အောင်ဆောင်ပြီးရှောင်းမေရဲ့ပခုံးကိုလှမ်းကိုက်လိုက်တယ်ရှောင်းမေကြောင်သွားတဲ့အချိန်မှာပဲကောင်မလေးလက်မောင်းကတက်တူးကလှုပ်ရှားလာတယ်တက်တူးကနှစ်ချမ်းကွန်းသွားပြီးကောင်မလေးလက်ကနေတဆင်ရှောင်းမေစီကိုကူးသွားကတက်တူးအတစ်တခုဖြစ်လာတယ်ဒီအချိန်မှာရှောင်းမေရဲ့ချစ်သူတာကျွင်းရောက်လာတယ်တာကျွင်းကမကောင်းဆိုးဝါနဲ့နင်းနင်းလို့ပါကောင်မလေးအနောက်မှာအစီစုပ်တက်တော်ဝါကြီးကိုတစ်ချက်ထဲနဲ့မြင်လိုက်တယ်ဘာမှမပြောဘဲတက်တူးပေါ်ကိုလက်ဝါးနဲ့ရိုက်ချလိုက်တော့အစီစုပ်ကောင်ကြီးပြကျသွားတယ်တက်တော်ဝါကြီးပျောက်သွားတော့ကောင်မလေးလည်းမေးလဲသွားတယ်တက်တူးထိန်ချုပ်ထားတဲ့ရှောင်းမေကတော့အတင်းတွေစားတောင်းနေတော့တာပေါ့တာကျွင်းကကူညီမလို့လုပ်တော့ရှောင်းမေကတားတယ်သူလည်းစားပြီးမဝတဲ့အရာတာကိုခံစားကျင်သေးတယ်တဲ့တာကျွင်းလည်းစိတ်ပြက်လက်ပြက်နဲ့တက်တူးကိုရိုက်ထုတ်လိုက်တယ်ရှောင်းမေတတိပြန်ဝင်လာပြီမျက်မနှောနေပုံပဲတာကျွင်းကဒါတွေကကိုပွားတွေပဲရှိသေးတယ်အမြင့်ပြတ်ချင်ယူမူရင်းခန္ဓာကိုယ်ကိုဖျက်ဆီးပြရမယ်လို့ပြောတယ်ဒါနဲ့သူတို့ဂျင်းကိုပြန်သွားကြတယ်တက်တူးကဒီကလာတာဆိုတော့မူရင်းတက်တော်ဝါကြီးလည်းဒီမှာပဲရှိရမယ်သူတို့ရောက်သွားချိန်မှာပိုကြောက်စရာကောင်းတာကိုတွေ့ရတယ်ဂျင်းနီးပြကဝိကြတက်တူးကိုရောင်းချနေတာဖြစ်နေတယ်ဒါပေမဲ့ဈေးအရန်ကြီးတော့ကောင်မလေးတယောက်ကမတက်နိုင်ဘူးသူကအရန်ပိန်ချင်နေရှာတယ်ဝိကြဟိုဘာလို့ဒီလောက်ခက်ခဲရတာလဲဆိုပြီးကောင်မလေးဒေါသတွေထွက်လာတယ်ခန္ဓာကိုယ်ကနေမဲနှက်တဲ့အငွေ့တွေထွက်လာတယ်တကယ်တော့အစီစုပ်တက်တော်ဝါဆိုတာဒီလိုစိတ်ခံစားချက်တွေကနေဖြစ်လာတာလူများစုကပြေးစားပေါ်မှာချွေးသလုံးလုံးနဲ့ပြေးနေပြီမဲ့ဝိကမကြဘူးကြာလာတော့စိတ်ဖိစီးပြီးဒေါသထွက်လာတယ်ဒီလိုစိတ်ခံစားချက်တွေစုပေါင်းလာပြီးအစီစုပ်တက်တော်ဝါကြီးဖြစ်လာတာပါရှောင်းမေလို့ရောက်သွားချိန်မှာဒါကိုတွေ့ရတယ်တက်တော်ဝါကြီးကအန်ဒီယေကိုတိလို့ကောင်မလေးကိုဝင်ပိုးသွားတယ်ကောင်မလေးကိုမထိခိုက်စေချင်လို့ရှောင်းမေကတက်တော်ဝါကြီးကိုအပြင်မြောင်းထုတ်သူကျန်းလိုက်တယ်ရှောင်းမေသူ့လက်ညှိုးကိုဖောက်လိုက်တယ်လက်ဆက်တဲ့သွေးနိုင်ကြောင့်တက်တော်ဝါကြီးအပြင်ထွက်လာတယ်တာကျွင်းကအချင်းကြိုက်ပဲတက်တော်ဝါကြီးကိုရိုက်ချလိုက်တယ်ဒါပေမဲ့ဇက်လန်းကမပြီးသေးဘူးတက်တော်ဝါကြီးကပြန်ပြီးစူးစီးသွားတယ်တာကျွင်းဘလို့တိုက်ခိုက်မရဘူးတက်တော်ဝါကြီးကိုတတ်မဲ့နီလန်မှားနေပုံနဲ့တာကျွင်းရုပ်တရက်အကျဉ်းရသွားတယ်ဘေးကအလေးသုံးကိုယူပြီးပေါင်ချင်းဆက်ကိုပစ်ခွဲလိုက်တယ်အစီစုပ်ကောင်ကြီးချက်ချင်းပျောက်ကွယ်သွားတယ်တာကျွင်းကမင်းကလေးတွေကိုနားလေတာပါပေါင်မကျင်တဲ့မင်းကလေးတွေကသူတို့ဝါတာကိုတိမှမဟုတ်ဘူးလေတကယ်တမ်းပိန်နာဝါတာတဲ့ကျန်းမာဖို့ကအဓိကပါကျန်းမာရေးထိခိုက်တဲ့အထိဝါတာမျိုးမဟုတ်ရင်အစာငတ်ခံပြီးဝိတ်ချစရာမလိုပါဘူးအလှတရားဆိုတာကျန်းမာရေးပေါ်မှာအခြေခံသင့်ပါလေ